တော့အာလူကြိုလေးလှုပ်ရှားပြတယ်ကလေးတွေအတွက်အာလူကိုအရင်ဆုံးစားနဲ့ရေနဲ့ကို2 မိနစ်လောက်စိမ်ထားတယ်စိမ်ပြီးသွားရင်အဲ့ဒီရေကိုပြန်သွန်းပြီးသွားလို့ရှိရင်တော့ဒါကတော့ရေတက်နဲ့ပြန်ပြီးတော့ရေအကြည့်စိမ်မယ်3 မိနစ်5 မိနစ်လောက်စိမ်ပြီးသွားပြီဆိုရင်တော့ဒီကအာလူတွေကိုစကားထဲမှာပြန်ပြီးတော့ရေစစ်ထားမှာဖြစ်ပါတယ်ဒါဆိုရင်တော့နော်အာလူတွေကိုရေလေးစစ်ထားတာအာလူကိုရေစစ်ထားပြီးတော့ခဏလောက်နေလို့ရှိရင်တော့သူက2 မျိုးကြော်မယ်ကြော်မှုနဲ့ကတ်ကြော်တာရယ်ဒီတိုင်းရိုးကြော်တာရယ်ဒီကောင်လေးကို2 မျိုးကြော်မှာဖြစ်ပါတယ်အသားမှုထည့်မယ်အသားမှုလေးကတော့ကိုလိုတလိုပေါ့နော်အစင်ကြီးတလိုထည့်မယ်အချိုတက်လေးရသွားအောင်နော်ဒီကောင်မငံအောင်ပြီးသွားရင်ပုံမှန်ကြော်နေကြအလူကြော်ပုံတန်မဟုတ်ပဲနဲ့အယောင်လေးလှအောင်ဒါမဆက်ဘူးဒါရောင်တင်မှုတ်ကလေးပေါ့နော်ရောင်တင်မှုတ်လေးနည်းနည်းပေါ့အဲ့ဒါလေးပြီးနေမယ်ပြီးသွားလို့ရှိရင်စနင်းမှုတ်လေးနည်းနည်းထည့်မယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကောင်ကိုနေဖက်ပြီးတော့ကြော်မှာပေါ့နော်ငရုတ်ကောင်းလေးနည်းနည်းထည့်မှာပေါ့နော်ငရုတ်ကောင်းလေးနည်းနည်းထည့်မယ်အမွှေးကြိုက်တဲ့သူကတော့အမွှေးမဆလာလေးထည့်ပေါ့နော်မကြိုက်တဲ့သူကတော့မထည့်ပါနဲ့ဒီကောင်ကတော့ဒါအရင်ပုံမှန်ကြော်နေကြမဟုတ်ဘူးပေါ့နော်ပုံမှန်ကြော်နေကြမဟုတ်ပဲနဲ့ဒါပုံစံလေးပြောင်းပြီးတော့သူ့ရဲ့အရသာလေးကိုဒါစမ်းပြီးတော့ကြော်ကြည့်တာပေါ့နော်ဒီထဲမှာခုနကပါတယ်ဆိုလို့ရှိရင်ကြက်သားမှုတ်ပါမယ်ပြီးသွားလို့ရှိရင်အမွှေးကြိုက်တဲ့သူကတော့အမွှေးမဆလာလေးနည်းနည်းထည့်မယ်ပြီးရင်အယောင်တင်မှုတ်ပါမယ်ပြီးတော့လို့ရှိရင်တော့ငရုတ်ကောင်းလေးထည့်မယ်စနင်းမုတ်လေးနည်းငယ်ထည့်မယ်ပေါ့နော်ပြီးဒီကောင်နှံ့နေအောင်တော့နေပေးရမှာဘာလို့ဒီမှာရှိတဲ့အရသာတွေတတရားထဲမှာခဲပြီးတော့စုနေမှာဆိုလို့နှံ့နေအောင်နေမယ်စီကိုပူတဲ့အထိစောက်အောင်ပါပေါ့နော်ခုမှစီကိုကတော့တင်ထားတယ်ဒီကောင်လေးကိုနှံ့နေအောင်နေပြီးသွားပြီဆိုရင်တော့ကြော်လိုက်မယ်ပေါ့စီကလိုချင်တဲ့အပူချိန်ရပြီဆိုရင်တော့ဒါစပြီးကြော်တော့မှာပေါ့နော်ဒီအမြုပ်ကလေးတွေပျောက်တဲ့ဒီကြော်မယ်နော်ကျွတ်လေးဖြစ်အောင်ကြော်မယ်ဒါဆိုရင်တော့ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့နော်သူ့ရဲ့အနေထားလေးကိုကြည့်ပြီးမှပဲမှွေမယ်ပေါ့နော်ဆော့ဆော့ကြော်ချင်းမှာတော့မမှွေပါနဲ့ဒီတိုင်းလေးပဲထားလိုက်ပါဦးနည်းနည်းလေးကြက်လောက်ပြီဆိုတော့မာလောက်ပြီဆိုတော့မှတစ်ဖက်ကိုပြန်ပြီးတော့မှွေပြီးတော့လှန်ပေးမှာပေါ့ဒီလိုအနေထားလေးဒါကျွတ်လောက်ပြီဆိုလို့ရှိရင်တော့နော်မှွေပြီးတော့ခဏနေချလို့ရပါဘူးနော်ဒါဆိုတော့ကျွတ်ရွလေးဖြစ်သွားတယ်ခဏနေချလို့ရတယ်ကြော်လိုက်တဲ့အာလူကြော်ပုံစံအနေထားလေးပါပေါ့နော်အရာသားလေးတစ်မျိုးရှိသွားမယ်ဒီကောင်ကကျတော့အစိတ်ဖက်ကိုသွားတာပါနော်ဟိုစိတ်လေးပေါ့အယောင်တင်မို့ထည့်ထားတာဆက်လာဆိုတော့မဆက်ပါဘူးနော်သူကအယောင်လေးအတွက်ပဲလုပ်ပေးလိုက်တဲ့သဘောပါ